ဒီနေ့ကျွန်တော်တို့ proposition နဲ့ပတ်သက်ပြီးတော့လေ့လာ exercise လုပ်ကြည့်အောင်ပါနော် proposition ကမြန်မာလိုဆိုလို့ရှိရင်တော့ with အဓိပ္ပာယ်ကကျတော့ relation words စကားလုံးဆက်ဆက်မှုကိုပြတော့ပါနော်ဥပမာa book စောက်တုပ်နဲ့ a table အဲ့နှလုံးယူပြီးတော့ကျွန်တော်တို့ a book is on the table အဲ့ဆိုလို့ရှိရင်စောက်နဲ့စကားရဲ့ဆက်ဆက်မှုကဘယ်လိုရှိလဲဆိုတော့ on ဆိုတဲ့စကားလုံးပါနော် a book is on the table အဲ့ကြတော့ proposition က on တို့ in တို့ at တို့အဲ့ဒါတွေက proposition ပါနော် proposition နဲ့ရုပ်ချင်းနဲ့ဆင်တာရှိရပါတော့အဲ့ဒါကဘာဖြစ်မလဲဆိုတော့ conjunction ကကြတော့စကားလုံးကိုဆက်ပေးတာပါနော်ဥပမာ a book and a table အဲ့ဒါ and ဆိုတာက conjunction အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ proposition ရဲ့ exercise ကိုလေ့လာကြည့်အောင်ပါနော်exercise number 1 က we live in Yangon အဲ့မှာ proposition က in number 2 he sat on a chair အဲ့မှာ proposition က on number 3 she stood at the door အဲ့မှာ proposition က at number 4 they come from Mandalay အဲ့မှာ proposition က from number 5 I go to school အဲ့မှာ proposition ကဘာဖြစ်မလဲ comment မှာရေးပေးကြည့်ပါနော် bye bye see you in the next video